Sky နဲ့လေးချစ်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရတနာမြင့်နီးကဗုဒ္ဓတက္ကသိုလ်တွင်2025-2026ပညာသင်နှစ်17ကြိမ်မြောက်စာတမ်းဖတ်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်142ရပ်ကွက်ကျန်းစစ်သားလမ်းတွင်တီထောင်ဖွင့်လှစ်ထားရှိသောရတနာမြင့်နီးကဗုဒ္ဓတက္ကသိုလ်တွင်2025-2026ပညာသင်နှစ်17ကြိမ်မြောက်စာတမ်းဖတ်ပွဲကိုဒီကနေ့အောက်တိုဘာလ18ရက်နနက်9:00 နာရီကစတင်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ရတနာမြင့်နီးကဗုဒ္ဓတက္ကသိုလ်တွင်တက္ကသိုလ်ပညာရေးဆိုင်ရာပရိယတ္တိသာသနာပြုလုပ်ငန်းများအစဉ်ပြေချုံးမွေစွာတိုးမြင့်လှုပ်ဆောင်နိုင်စေဖို့နဲ့ပရိယတ္တိဓမ္မအမေးဖြေတို့ကိုရတနာမြင့်နီးကဗုဒ္ဓတက္ကသိုလ်ပညာရေးဖောင်ဒေးရှင်းတွင်ပညာပါရမီကုသိုလ်အဖြစ်စာတမ်းဖတ်ပွဲကိုနှစ်စဉ်ကျင်းပပြုလုပ်လာခဲ့တာယခုအကြိမ်နဲ့ဆို17ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ဒီနေ့စာတမ်းမှာပဲဦးဇင်းတို့ဟိုရင်အရှိရ9ရက်ကတော့ဟိုစာမေးပွဲပေါ့စာမေးပွဲမှာဦးဇင်းတို့အခုဆိုလို့ရှိရင် MA Part 1 Part 2 MA Part 1 Part 2မှာဦးဇင်းတို့ Paper 1ပေါ့ပထမဆုံးနေ့ Paper 1ဒုတိယနေ့က Paper 2တတိယနေ့က Paper 3စတုတ္ထနေ့ကတော့ Paper 4ပစ္စမနေ့ကတော့ Paper 5ပေါ့တမိုင်းဘာသာရပ်ပေါ့ Buddhist History and Missionary ဆိုတဲ့ဘာသာရပ်ပေါ့အဲ့ဒီမှာလည်းဦးဇင်းကဝင်ရောက်ပြီးတော့သင်ကြားပေးပါတယ်ဒီဦးဇင်းတို့စာတမ်းဖတ်ပွဲကတော့ပုံမှန်ဆိုဦးဇင်းတို့စာတမ်းဖတ်လာတာအခုဆိုလို့ချင်း17ကြိမ်မြောက်ရှိပါပြီတက္ကသိုလ်ရဲ့အတိုင်းအတာတစ်ခုရဒီနေ့စာတမ်းဖတ်ပွဲကတော့ဦးဇင်းတို့English လို့ဒီနေ့ကတော့ English လို့ပဲဖတ်တာပါခါတိုင်းနေ့ကတော့မြန်မာတရက် English တရက်နဲ့အဲ့လိုဖတ်တဲ့နှစ်ပိုင်းခွဲပြီးဖတ်တယ်အခုဒီနေ့ကတော့ဦးဇင်းတို့MA Part 2တွေပေါ့Master Final သမားတွေရဲ့စာတမ်းငယ်ဖတ်ပွဲပေါ့စာတမ်းငယ်ဖတ်ပွဲမှာစာတမ်းတွေတင်သွင်းကြတယ်သူတို့တင်သွင်းတာတွေကိုဦးဇင်းတို့ Moderator ဆရာတော် Chairman ဆရာတော်နောက်ဦးဇင်းတို့ MC ဆရာတော်တွေနဲ့အကုန်လုံးညီနိုင်တိုင်ပင်ပြီးတော့သူတို့ဟိုတင်သွင်းလာတဲ့စာတမ်းတွေကိုစာတမ်းရှင်က presentation လုပ်တယ်အောက်ကနေပြီးတော့ question နဲ့ answer လုပ်တယ်ကျောင်းသားတွေကလည်းအတီးတီးမိရမှာဒါတွေကလည်းဦးဇင်းတို့တက္ကသိုလ်ကဟိုပေးထားတဲ့အမှတ်တွေပါအမှတ်တွေပေးထားတဲ့အမှမဖြေမမေးတဲ့သူလည်းမရှိအောင်စီစဉ်ထားခြင်းပါအဲ့ဒီလည်းဦးဇင်းတို့ကအမှတ်တွေသူတို့ကျောင်းသားတွေကိုပေးထားပါတယ်စာဖြေတို့ရတဲ့အမှတ်တွေမဟုတ်ပါဘူးဒီ presentation လုပ်တဲ့အမှတ်တွေလည်းဦးဇင်းတို့ပေးထားပါတယ်အဲ့တော့ဦးဇင်းကတော့ဒီမနက်ပိုင်းကတော့ဦးဇင်းတို့ဒုတိယပါမောက္ခချုပ်စီမံဆရာတော်က MC ဖြစ်တောင်းယူဆောင်ရွက်နေခြင်းဖြစ်ပါတယ်ဦးဇင်းနေကိမိုင်းတနာကြီးကနေပြန်ဆမှတ်ခြင်းမှာဆိုတော့ဦးဇင်းက MC ဖြစ်တောင်းယူပြီးဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ဦးဇင်းတို့စာရန်ဖတ်ပွဲကတော့ဟိုလိုမျိုးတိတန့်ရွေးချယ်တာမဟုတ်ဘူးကျောင်းသားတွေအတွက်အတွေ့အကြုံပုံကောင်းတစ်ခုရသွားရအောင်လို့သူတို့ကြိုက်တဲ့သူတို့အစဉ်ပြေမဲ့သူတို့ study လုပ်ထားတဲ့လေးလာထားသင်ယူထားတဲ့ဟိုကျမ်းစာတွေပေါ့အဲ့ဒါတွေဦးဇင်းတို့နီးကယ်တွေနဲ့လွှဲချော်မသွားအောင်ကျမ်းကောင်းစဉ်တစ်ခုအနေနဲ့သူတို့ရေးသားတင်သွင်းတဲ့ဟာကိုဦးဇင်းတို့တွေကဖတ်ဦးဇင်းတို့ဟိုဌာနဆိုင်ရာဒီပါရမီဆိုင်ရာဌာနဆိုင်ရာသီးဆရာတော်တွေကိုတင်ပြတယ်ပါမောက္ခချုပ်ဆရာတော်ဒုတိယပါမောက္ခချုပ်ဆရာတော်တင်ကြားတဲ့ဒုတိယပါမောက္ခချုပ်ဆရာတော်စီမံနောက်ဌာနဆိုင်ရာဆရာတော်တွေကိုဦးဇင်းတို့ကသူတို့ကတင်ပြတယ်တင်ပြပြီးတော့ဒါလေးကိုသူတို့ဦးဇင်းတို့တွေကမှတ်ချက်ပေးပြီးတော့ဖတ်တယ်အခုဒီစာတမ်းဖတ်နေတဲ့တောတွင်းမှာလည်းပဲသူတို့ရေးတဲ့အရေးသားတွေကဘာတွေလိုအပ်တယ်ဘာတွေလိုအပ်ချက်ရှိတယ်အဲဆိုတော့ဦးဇင်းတို့ဆရာတော်တွေကchairman ဆရာတော်တို့ moderator ဆရာတော်တို့အခြားဟိုဘေးနားမှာဦးဇင်းတို့အမှတ်ထိုင်ပေးနေတဲ့ဆရာတော်တွေကလည်းဝင်ရောက်ပြီးတော့ဖြည့်ဆွတ်ပြီးပြောကြားခွင့်ရှိပါတယ်ဒီဇာမွဲဖြစ်နေတဲ့အခုချိန်မှာဆိုလို့ချင်းမြင်တွေ့ရတာအခုစာရန်ဖတ်ပွဲမှာဆိုလို့ချင်းလည်းရဟန်းငယ်လေးတွေအများကြီးတိုးတက်လာတာကိုတွေ့ရပါတယ်တိုးတက်လာကြပါတယ်တော်တော်လေးတိုးတက်လာကြပါတယ်ဦးဇင်းတို့ဒီတက္ကသိုလ်ရေလို့မှမဟုတ်ပါဘူးကိုအားတန်အခြားဖွင့်ထားတဲ့တက္ကသိုလ်ဦးဇင်းတို့ဗုဒ္ဓသာသနာတော်ကြီးပြန်ပေါ်အောင်လို့တစ်ဖက်တစ်လမ်းကဆောင်ရွက်နေကြတဲ့တက္ကသိုလ်သီးသီးဆရာတော်တွေကိုလည်းအားလုံးဦးဇင်းဒီနေရာကလည်းဦးဇင်းနဲ့ကြီးတဲ့ပုံကိုယ်တွေရှိလို့ချင်းဦးဇင်းဦးတင်ပါတယ်ဦးဇင်းဒီမှာကတော့ဒီဖမုံနေနေကကြတော့ဟိုတင်ကြားမှုအရန်ကောင်းတယ်ပေါ့နော်ဒီဖမုံနေရဲ့တင်ကြားမှုတွေကိုလည်းသဘောကျတယ်ပြီးတော့ရွယ်ချက်ကတော့ဒီဗုဒ္ဓစာပေကတော့အခုကဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတက္ကသိုလ်များစွာရှိရမလားတက္ကသိုလ်တိုင်းကတော့အကုန်လုံးဗုဒ္ဓရဲ့ဒီတရားတွေကိုပဲရှုထောင့်မျိုးစုံနဲ့သင်တာပေါ့နော်သင်တယ်ဆိုတော့တက္ကသိုလ်တိုင်းအကုန်ကောင်းတယ်ဒါပေမဲ့ဒီတက္ကသိုလ်ရွေးချယ်တာကြတော့ဒီတုတ်တန်ပေါ့နော်တုတ်တန်ထဲမှာမှနိကေ9ရက်ထဲမှာမှအမဒီကနိကေပေါ့နော်ရွေးချယ်လိုက်တယ်ပေါ့
တုတ်တန်ရဲ့အဆုံးဖះရဲ့အဆုံးအမတွေပေါ့နော်ဖះရဲ့အဆုံးအမတွေကိုသိရတယ်သိရတဲ့အခါမှာကျတော့ကိုယ့်ရဲ့ daily life မှာပေါ့နော်ကိုပြန်ပြီးတော့မှကိုဘာမှနေလဲကိုဘာတွေလိုအပ်နေတယ်လဲပေါ့ဒါမျိုးတွေပြန်ပြီးတော့ဆင်ခြင်လို့ရတာပေါ့နော်လူဆိုတာကတော့နေ့စဉ်နေ့တိုင်းကအမှားနဲ့ကင်းနေတာမဟုတ်တော့လေဒီလိုယူရချက်လေးပေါ့စိတ်လေးအေးချမ်းတယ်ပေါ့လေအဓိကကတော့ဒီကဖုံဖုံတွေရဲ့တင်ကြားမှုကအရန်ကောင်းတယ်နောက်တစ်ခုအမားတို့ဒီမှာပေါ့နော်သိခဲ့ရတာဗာသိခဲ့ရလဲဆိုတော့ဒီရှုထောင့်ဆိုတာကဘယ်လိုမျိုးလဲဆိုတာထားပါတော့ဗုဒ္ဓဘာသာရှုထောင့်မှာဆိုထေရဝါဒရှုထောင့်ကလားအမှစိုက်ကိုဆိုဒီ western ပေါ့နော်ဒီ western ဘက်ကရှုထောင့်ကိုဗုဒ္ဓရှုထောင့်နဲ့ဘယ်လိုနှိုင်းရှင်တယ်လဲပေါ့ဒါတွေအများကြီးပါတာပေါ့နော်တအားကောင်းတယ်ပေါ့နော်နောက်အနောက်တိုင်းနိုင်ငံဒီပေါ့ဒီပညာရှင်တွေပေါ့နော်ဒီတကယ်ဒီပညာရှင်တွေဥရောပအနောက်တိုင်းအဲ့ဒီပညာရှင်တွေရဲ့ floor တွေကိုသင်ပေးတယ်လို့ဒီဘက်ကဗုဒ္ဓဘာသာရဲ့ဗုဒ္ဓရဲ့ floor ဆိုတာဘယ်လိုမျိုးလဲအနောက်နိုင်ငံကထွက်တဲ့ floor ဒီဗုဒ္ဓနောက်မှလိုက်ထွက်တာမဟုတ်ဗုဒ္ဓလွန်ခဲ့တဲ့နှစ်ပေါင်းကျော်2600လောက်ခန့်ကဗုဒ္ဓရဲ့ floor တွေကြီးပဲဒါအခုဖြစ်နေတာဒါတွေကိုဗုဒ္ဓဘာသာတိုင်းသိတင်တယ်ပေါ့နော်ဒါဒီရဲ့ရွယ်ချက်လေးလဲပါပါတယ်လာတက်တာဒီမှာဆိုအမတို့အများကြီးသိရတာပေါ့ဟိုတုန်းကဆိုတာအမတို့ကရိုးရိုးမယူဖလားဗုဒ္ဓဘာသာလောက်ပဲသိတာပေါ့နော်ဖခင်တရားတန်ခါကိုကိုးကွယ်မယ်အခုကတော့ဘလို့မျိုးစိကတ်တယ်ဘလို့မျိုးကိုးကွယ်ရလဲဆိုတော့ဟိုအနှစ်သာရရှိပေါ့နော်ဒါလေးတွေလည်းသိရတာပေါ့အခက်ခဲကတော့ညီမလေးရဲ့ဟိုအကြောင်းသားဆိုတော့သိတယ်မလားစာတွေများရင်ညင်းညူတာပေါ့နော်အဲ့ဒါပါပဲပြင်ဆင်မှုအပိုင်းကတော့ကိုဟိုပါပေါ့စူးစမ်းရတယ်နောက်တစ်ခုကကျတော့ဗုဒ္ဓတက္ကသိုလ်တိုင်းကတော့အမတို့ဒီဟိုတောက်လျှောက်တက်လာတဲ့ဒီသူငယ်တန်းကနေတက္ကသိုလ်တက်လာတဲ့ဒါတင်ဒါချက်ဒါဖြစ်မျိုးတော့မဟုတ်ဘူးသူကကိုယ်ပိုင်ရှုမြင်မှုပေါ့ကိုယ်ပိုင်သုံးသပ်မှုပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ဘယ်လိုပြောရမလဲဆရာတော်တွေကဒီတုတ်ရဲ့အနှစ်သာရတွေရှုမြင်ပုံတွေရှုထောင့်မျိုးစုံကနေပေါ့နော်အကုန်လုံးသင်ပေးတယ်အဲ့ဒီမှာမိကုန်းကိုမေးလာတဲ့ခါမှာလည်းဘယ်လိုကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ပေါ့အဲ့ခါကြတဲ့ခါကျအမတို့ကဘယ်လိုလဲဆိုအကုန်လိုက်လေးလာရတယ်ဆိုတာကဒီဟန်ထောက်ပေးထားတဲ့ပုံမှာဟိုမှာပေးထားတဲ့ဒီဟိုငယ်တော့ဆိုအမတို့ဖတ်စာအုပ်တွေရှိရပါတော့အဲ့လိုမျိုးတွေကိုလေးလာရတာမဟုတ်ဘဲနဲ့ဒီအဓိကစာကြည့်လိုက်ပေါ့နော်စာကြည့်လိုက်မတို့じゃစာကြည့်လိုက်မသွားတော့ဘူးဒီမတို့ဖုန်းကိုအသုံးပြုတာပေါ့ကွဖုန်းထဲမှာမတို့ဒေါင်းထားတဲ့ဥစ္စာတွေအကုန်လုံးပေါ့အဲ့ဒီထဲကအကုန်လုံးလေးလာရတာပေါ့နော်အဲ့လိုမျိုးတွေပေါ့တက္ကသိုလ်ပေါ်ပေါက်လာတော့အရန်ကောင်းတာပေါ့နော်ဟိုလိုပြောမလဲဒါပေမဲ့တက္ကသိုလ်တည်တံ့ဖို့နဲ့ရေရှည်ဖို့ကကြတော့ဒီတက္ကသိုလ်တည်ထောင်သူတင်ကြားစီမံဆရာမတွေနောက်ကြတော့ဒီ sport လုပ်ပေးနေတဲ့တက္ကသိုလ်မတွေကျောင်းသူကျောင်းသားတွေရဲ့တပြိုင်နက်တည်းဟိုလာတက်ညီလက်ညီရုံးကြမှုပေါ်မှာတော့ဒီတက္ကသိုလ်တစ်ခုကတည်ရှိပေါ်ရေရှည်တည်တတ်မယ်ပေါ့နော်အခုကတော့အများကြီးပေါ်ပေါက်လာတာဗုဒ္ဓတက္ကသိုလ်နဲ့ပတ်သက်ပြီးတော့လေအဲ့ဒါတော့ကောင်းတယ်ဒါပေမဲ့ပေါ်ပေါက်လာတိုင်းရေရှည်တည်တတ်ဂျမတည်တတ်မှာလေအဲ့လိုမျိုးရေရှည်တည်တတ်ဖို့ကတော့အဓိကအရေးကြီးတယ်ပေါ့နော်အဲ့လိုရေရှည်တည်တတ်ဖို့ကတော့ခုနပြောသလိုပေါ့အကုန်လုံးတက်ညီလက်ညီကြိုးပမ်းဆောင်ရွက်မှာပဲဒါရေရှည်လာမှာပေါ့အဲ့လိုမျိုးတော့ထင်ပါတယ်ဟုတ်ကဲ့ဒီလိုပွဲမျိုးလေးတွေပေါ့နော်ရှိတာပေါ့နော်ဒီလိုပေါ့စံဝဲဖြည့်ဆိုတဲ့အခါမှာတွေတို့ဒီလိုပေါ့ fashion ဝဲကားလို့ဘာလို့ညာတို့ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဟိုကျမတို့ကဝေယဝစ်စာအဖွဲ့တွေအဖြစ်လာရောက်ကူညီလုပ်ကင်ပေးပါတယ်ရှင်ဖမုံကသူကသူ့ရဲ့ရွေချက်ကသူကဒီလိုပေါ့ဟိုတက္ကသိုလ်ကြီးသူကတီထောင်ခြင်းတယ်ဆိုတော့သူကလိုချင်တဲ့ပုံစံကဟိုမြေခွက်ကြီးလိုချင်တယ်သူ့ရဲ့အဆောက်အဦတွေကြီးမရမယ်သူလုပ်တဲ့လုပ်ငန်းတွေရတယ်အဆောက်အဦကြီးမရမယ်ပေါ့နော်အဲ့တော့မြေခွက်ကြီးလိုချင်တဲ့ဘာညာဆိုတော့ကျမတို့ပတ်ရှာခဲ့တော့ဒီမြေခွက်ကိုပဲရခဲ့တာပေါ့အမှန်တော့ဒီမြေခွက်ကတော့ကျင်းမာသေးတယ်သူ့တက်ကြီးတာလည်းလိုချင်တယ်အဲ့လိုမျိုးနဲ့ဖုံဖုံကနောက်ပတ်ဆုံးကျတော့ရောက်ရဲတင်းနေတဲ့အနေနဲ့ပေါ့နော်ဒီရားတွေပေါ့အခြေခံပြုတ်ပြီးတော့ပေါ့နော်ဟိုတိဆောက်လိုက်မယ်ပေါ့နောက်တော့တဖြည်းဖြည်းတော့သူဖြစ်လာမှာပေါ့နော်သူရဲ့ကန်ဟိုပါကန်ပေးလာရင်တော့ပေါ့အဲ့လိုပြောတာတော့ဟိုပထမဆုံးစပြီးတော့ဟိုခလေးလေးတွေအကြောင်းလေးတွေ9တန်း10တန်းလေး10တန်းလေးတွေကိုအင်္ဂလိပ်စာလေးတွေအရင်ပထမဆုံးပို့ချပေးတယ်ပို့ချပြီးတော့နောက်တော့မှသူကတဖြည်းဖြည်းနဲ့ပေါ့နော်တန်ငါပိုင်းလေးတွေပေါ့ပြန်ပြီးပြုစုလာတယ်အရန်ဝမ်းသာပါတယ်ငကိုတဲ့ဖုံဖုံကလေဒီเจ้าလေးလိုချင်တဲ့သူတို့ပြည်ဆောက်တယ်ငါဖုံကြီးကဒီလိုမျိုးလေးတွေယူရချက်တွေရှိတယ်အရေးချင်းတွေရှိတယ်ဆိုတော့လေငါကိုကွယ်တဲ့ဖုံကြီးကပေါ့နော်ဒီလိုမျိုးလေးဆိုတော့အရန်ပီတိဖြစ်ပြီးဝမ်းသာတယ်ဟိုကျမအနေနဲ့ပေါ့နော်ဆရာတော်ရီမန်းချက်တွေရွယ်ချက်တွေပေါ့နော်အားလုံးတိုးတက်အောင်မြင်နိုင်ပါစေဆရာတော်လည်းလေတက်ရှိကျမ်းမာမှဒီတာတော်ပြုလုပ်ငန်းကိုပေါ့နော်ဆက်လက်လုပ်ကိုင်နိုင်မှာပါ